ဒိဋ္ဌာ၍ပြုသမျှကောင်းမှုကြောင့်ချမ်းမြအေးကြည်ဘေးမဲ့မိသည်ရွှေပြည်ထုတ်ကြောင့်လည်းမကောက်ပဲလူမမြောက်နောက်ရပါလို့တောင်းစုဆိုဤထိုဘဝဝိနေရလဲဒုက္ခဘေးဒဏ်ညမအပေါင်းမကောင်းဟုသမျှမတွေ့ရပဲအန္တရာကိုရွယ်ကတတရပါစေယနေ့ယခုပြုသမျှအဖို့ဘာကကိုမိဘဘိုးဘွားတရားသမားအစထား၍လုံးဆက်တပုံတတဝါကိုစီကိုငါရကြပါစေပြေဝေငါဤအလုံးစုံကုန်သောဝိနေယဒုက္ခိတတတဝါငါတို့သည်ကြပါစေကုန်သတည်းအလုံးကြသမျှမြတ်ပြုတော်မူကြပါကုန်လောသာဓုအလုံးကြသမျှပြုသမျှ